ဖုန်းနဲ့တနေ့တနေ့စားကြရည်ပဲတဲ့ဒီတည်းလေးတုတ်ဆိုင်ကောင်းမယ်တော့ဝိုင်းနှစ်အောင်မထားလိုက်ပါဘူးဖုန်းပြန်ကြည့်ပါအဲ့နာနာဟဲ့အိတ်ပါဦးမရဲ့ဝတ်သားလေးနည်းနည်းဝဲရလာလို့ဝတ်သားကြီးပါအဲ့ဒီဘာသာလို့စဉ်းစားနေရမမဟေးငါတို့လေဝတ်သားလေးနဲ့ပုံကြီးထမင်းကြော်ကြည့်ပါကြော်ပေးမယ်အဲ့ဆိုလို့ရှိရင်အရသာကိုရှိသွားကိုစီတို့လေးနဲ့တွဲလိုက်အေးကောင်းနေကောင်းဒီတော့လည်းပိုးကြော်အောင်ညီဖျားအိုက်ကြိုက်တာကြော်လိုက်မယ်တိုင်လုံးသားဟိုသားလေးတွေကတော့ပြောတယ်အစားတော့ကြောင်းကြည့်တယ်ပုံကြီးထမင်းကြော်တာကတော့လေလွယ်တယ်မြန်တယ်အဓိကတော့ပုံရည်ကြီးရယ်ဝတ်သားဒါမှမဟုတ်ကြက်သားရယ်ပေါ့နော်အတိရွက်ကတော့ကို့မှာရှင်းရင်လည်းထည့်လို့ရတယ်မရှင်းရင်လည်းမထည့်လို့လည်းရတယ်ပြီးရင်ကြက်သွန်ဖြူနီလေးငုပ်သီးစင်းလေးပေါ့အဲ့တော့စားနေကဲဝင်လောက်ဆိုတော့ပုံကြီးကြီးကြော်ရတယ်အေးအဲ့ဒါစားလို့ရအဲ့ဆိုကိုစီတို့ပလဲနေညီမယူထားတော့အေးယူခဲ့လိုက်တော့ထမင်းကြော်လေးနဲ့အေးပြောင်းကုန်စီတို့လေးနဲ့တွဲဖက်စားလိုက်ပါဦးမယ်အားလုံးလည်းထမင်းစားကိုဖိတ်ခေါ်ပါတယ်နော်ဟဲ့ရနဲ့ဗာနဲ့နိုင်ငံခြားစတိုင်မှာဟောဒီလိုလေးကြော်စားကြည့်နော်စားလို့ကောင်းတယ်ဥပကူလာနဲ့လည်းလိုက်တယ်အဖေကိုရကားလေးလို့ခွက်တိုက်ကြလုံးလုံးလာဒါဆိုရင်တော့ဆက်ပြီးတော့စားလိုက်ပါဦးမယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့ဘလော့လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတတ